ဖုန်းထဲမှာဒီလိုဘက်ထရီအားရခိုင်နှုန်းမပေါ်ရင်ပေါ်အောင်ဖော်ထုတ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ဖုန်းစက်တိန်ထဲကိုဝင်သွားလိုက်ပါ access bar မှာချက်နေလိုက်ပါကဲ access bar မှာကိုအခုမြင်တဲ့အတိုင်းပဲ battery percentage ဆိုပြီးတော့အခုလိုလေးရိုက်ရှာလိုက်ပါတော့ဒီမှာကဲ access bar မှာကျွန်တော် battery percentage လို့အခုလိုရိုက်ရှာမှာ battery percentage ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဝင်သွားလိုက်မယ်ကျွန်တော်တို့ဖုန်းထဲက battery icon ပုံရဲ့ဘေးနားလေးမှာအခုလိုလဲ battery ရခိုင်နှုန်းမပြပဲဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာ not သိန်းနေရာမှာရှိလို့နေမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီ battery အားရခိုင်နှုန်းကိုပြချင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်နားလေးက battery percentage နေရာမှာနှိပ်လိုက်မယ် outside the battery icon ဆိုတဲ့နေရာမှာကျွန်တော်တို့နှိပ်ပြီးတော့ထားပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ battery icon ပုံရဲ့အပြင်ဘက်မှာ battery အားရခိုင်နှုန်းကိုအခုလိုလေးပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ battery အားရခိုင်နှုန်းကို battery 3ရဲ့အထဲမှာထားချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအောက်နားလေးက battery percentage နေရာမှာချက်နှိပ်မယ်ပြီးတော့ inside the battery icon ဆိုတဲ့နေရာမှာချက်နှိပ်ပြီးတော့ထားပေးလိုက်ပေါ့နော်ဒါဆိုရင်ဒီမှာ battery 3ရဲ့အထဲမှာကို battery အားရခိုင်နှုန်းပြောင်းသွားမှာဖြစ်ပါတယ်